travel history ခီးသွားရဆိုရင်လိုအပ်တဲ့သူတွေကဗီယက်နမ်နိုင်ငံကိုခီးတိုလေးပဲထွက်ပြီးတော့ travel history လိုချင်တယ်ဆိုရင် Ho Chi Minh City ကလည်းလဲတဲ့နေရာတစ်ခုဖြစ်ပါတယ် Ho Chi Minh City ကိုသွားလည်မယ်ဆိုရင်ဘယ်နေရာတွေလဲရမလဲဆိုတာကိုဒီစာတီမှာပြပြပေးသွားပါမယ်Ho Chi Minh City 4ညအိတ်3ရက်ခီးစဉ်ကိုဘယ်လိုလဲရမလဲဆိုရင်Elisa တို့ရဲ့ itinerary မှာတော့ option 1အနေနဲ့စိုက်ကုံကိုရောက်ချင်းမှာဆိုရင်အထင်ကြီးနေရာတွေကို motorcycle နဲ့ပတ်ကြည့်မယ် motorcycle မစီးနိုင်တဲ့မိသားစုနဲ့လာတယ်ဆိုရင်ကားနဲ့ပတ်ကြည့်ပေးမယ်ပြီးရင်ရိုးရာအစားအသောက်တွေကြီးစမ်းမယ် option 2ကတော့ဗီယက်နမ်ရိုးရာရုပ်သေးပြပွဲကိုကြည့်မယ်ပြီးရင်စိုက်ကုံမြစ်တွေမှာသင်္ဘောစီးပြီးတော့ညစာသုံးဆောင်မယ်ဒါကတော့မနေ့ပိုင်း flight နဲ့လာတဲ့သူတွေအတွက်ညနေပိုင်းမှာလှည့်လည်ကြည့်ရှုစရာဖြစ်တယ်နံပါတ်2 day 2အနေနဲ့ဆိုရင်ဟိုချီမင်းမဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာတွားရောက်ပြီးလက်ပတ်မှာဖြစ်တယ်ဒီထဲမှာဆိုရင်မနက်စာနေ့လယ်စာပါတယ်မဲခေါင်မြစ်ဝကျွန်းပေါ်ကိုတွားပြီးတဲ့အခါကျလို့ရှိရင်နာမည်ကြီးဗင်တန်ဖျားချောင်းကိုဝင်မယ်နေစီးပြီးတဲ့အခါကျရင်ငါးမွေးမြူရေးလုပ်ငန်းတွေပြားရည်ထုတ်လုပ်တဲ့လုပ်ငန်းတွေအုံးတကြားလုံးလုပ်ငန်းတွေကိုတွားရောက်လေ့လာမယ်နောက်ပြီးတော့ညနေပိုင်းမှာဆိုလို့ရှိရင်တေးဂီတာဖျော်ဖြေပွဲတွေကိုနားထောင်မယ်အဲဒီကနေပြီးလို့ရှိရင်ကန်တိုမြို့ကိုခီးထွက်ပြီးတော့ဒီမှာညအိပ်ရနာပါမယ်နောက်3ရက်မြောက်နေ့မှာဆိုလို့ရှိရင်ဟိုချီမင်းရဲ့နာမည်ကြီးရေပေါ်ဈေးကိုတွားလဲမယ်ဒီထဲမှာဆိုလဲမနက်ဟိုတယ်မှာ check in ဝင်ပြီးရင်မနက်စာနဲ့နေ့လယ်စာပါတယ်မနက်စောစောမှာမဲခေါင်မြေရဲ့အကြီးဆုံးရေပေါ်ဈေးဖြစ်တဲ့ Chai Ran ရေပေါ်ဈေးကိုတွားမယ်အဲ့ဒီမှာဆိုလို့ရှိရင်ဘာတွေလုပ်လို့ရလဲဆိုရိုးရခောက်ဆွဲလုပ်ပုံလုပ်နည်းတွေလေ့လာတယ်အဲ့ဒီထဲမှာဆိုရင်ကျမတို့ရဲ့ဒီ itinerary တွေထဲမှာဆိုရင်ဒီရိုးရခောက်ဆွဲလုပ်ပုံလုပ်နည်းလေ့လာတာတွေဟာပါဝင်ပြီးသားဖြစ်တယ်ငွေထပ်ပေးစရာမလိုညနေပိုင်းမှာဆိုရင်ဟိုချီမင်းမြို့မှာအိတ်ဆက်နားယူပြီးတော့နောက်4ရက်မြောက်နေ့မှာဆိုရင်နာမည်ကျော်ချူတီတန်နယ်ကိုတွားပြီးတော့လည်းပတ်ပြီးတော့ညနေဆောင် flight နဲ့ကိုနေတဲ့နိုင်ငံကိုပြန်လို့ရပါပြီချူတီဥမင်ဆိုလို့ရှိရင်ဗီယက်နမ်စစ်ပွဲမှာဆိုရင်အလွန်ကြော်ကြားခဲ့တဲ့ဥမင်ခံကောင်းကိုတွားရောက်တယ်အဲဒီမှာစစ်တွင်းကအသုံးပြုခဲ့တဲ့လှုပ်ဝက်ကျင်းတွေစစ်ရုံတွေမိဖို့ချောင်းတွေနဲ့ဘုံထောင်ချောက်တွေကိုလေ့လာနိုင်တယ်တနက်ပြည့်ဝဒနာပါတဲ့သူတွေဆိုလို့ရှိရင်ကိုယ်တိုင်ပြစ်ခတ်နိုင်တဲ့အစီအစဉ်ဒီ itinerary မှာထည့်ထားပေးတယ်နောက်ဆုံးမှာတော့ဒါကတော့ချူချီတက်နေကတော့ဟိုချီမင်းခီးစဉ်ရဲ့နောက်ဆုံးနေ့ထဲမှာပါဝင်တာဖြစ်တယ်ဒီခီးစဉ်ကိုဒီစာတို့ကလူတအုပ်ကိုဆိုရင်3လကျော်တယ်နဲ့ဒီစာတို့ကပို့ဆောင်ပေးနေတယ်ဒီထဲမှာဆိုလို့ရှိရင်ဟိုတယ်ကားတွေခုနပြောခဲ့တဲ့ itinerary တွေအလေစိတ်အချိုအပို့ပေါ့နော်အဲ့ဒါတွေအကုန်လုံးပါတယ်အုပ်စုလိုက်လေပတ်မှုတွေဖြစ်တယ်ဒါကကြတော့ group tour ဖြစ်တယ်ဟိုကမိသားစုနဲ့ဆိုလို့ရှိရင်တော့မိသားစုတို့ဖြစ်တယ်ကိုယ် single ဆိုလို့ရှိရင်လည်း group tour ထဲမှာကျမတို့ join ပေးပါတယ်guide ကတော့အင်္ဂလိပ်စကားပြော guide ပါရှင်ကဲ Ho Chi Minh City ကိုမြန်မာနိုင်ငံကနေတိုက်ရိုက်လေယာဉ်နဲ့လည်းသွားလို့ရတယ်ထိုင်းနိုင်ငံမလေးရှားနိုင်ငံမှာတရားဝင်နေတဲ့သူတွေကလည်း Ho Chi Minh ကို direct လေယာဉ်ရှိပါတယ်ဒီတော့ Ho Chi Minh ကိုသွားတော့မယ်ဆိုလို့ရှိရင်ငွေကုန်ကြေးကြတဲ့အသက်သာဆုံး package ကိုလိုချင်တယ်ရခင်မနစ်ကတော့ဆိုရင်2025ခုနှစ်ကဆိုလို့ရှိရင်ဒီ package ကိုအဲ့ဒီစာတို့ကဒေါ်လာ900ကျော်နဲ့ရောင်းပါတယ်အခုဒီ2026ခုနှစ်မှာဆိုလို့ရှိရင်တော့ရန်ကိုကောင်းမွန်တဲ့ local company တွေနဲ့ collaboration ရထားတာမို့လို့19သိန်းကျော် package တန်တွေလည်းရှိနေတာမို့လို့အခုပဲအဲ့ဒီစာတို့ကိုဖုန်းခေါ်ပြီးတော့ Ho Chi Minh package ကိုဝယ်ယူလိုက်ပါရှင်အားလုံးပဲစင်ပြပြ